ရှုံးတွေကြုံတွေ့လာတဲ့အခါမှာပြန်ပြီးတော့မှထူထောင်နိုင်စေမဲ့နည်းလမ်းလေး10ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီရဲ့အသက်ရှင်တဲ့ life တစ်လျှောက်လုံးမှာအောင်မြင်သွားတဲ့အရာတွေလည်းရှိသလိုရှုံးသွားတဲ့အရာတွေလည်းရှိရပေါ့နော်ကြာစိတ်တဲ့ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုံးမှာပဲဖြစ်ဖြစ်အဲ့လို exam နဲ့ပတ်သက်တဲ့အရာမှာပဲဖြစ်ဖြစ်ဟိုကြာရှုံးသွားတဲ့အချိန်တွေရှိတတ်တယ်ပေါ့နော်အဲ့ဒီအချိန်တွေကြုံတွေ့လာတဲ့အချိန်မှာကိုဘယ်လိုမျိုးအားပေးပြီးတော့ပြန်လဲထူထောင်နိုင်စေလဲဘယ်လိုပြန်လဲထူထောင်နိုင်ရမလဲပြန်လဲထူထောင်နိုင်အောင်လုပ်ရမလဲဆိုရင်ဒီလန်လေး10ချက်ကိုမျှဝေပေးမှဖြစ်ပါတယ်အဲ့တော့အခုပဲဆက်လက်ကြရအောင်ဒီမဲ့1အနေနဲ့ကတော့ပထမဆုံးစိတ်ထဲမှာအရန်မိုးကျနေလို့ရှိရင်ပရာဟိတလုပ်တာဘာလို့လဲဆိုရင်သူတစ်ပါးကိုကူညီခြင်းရကိုယ့်ရဲ့စိတ်ဓာတ်ကျဆင်းမှုတွေကိုဖိစီစိတ်ဓာတ်ကျဆင်းမှုပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချစေတယ်နံပါတ်2ကတော့သင်တန်းတက်ပါပေါ့နော်သင်တန်းဒီလိုကြာရှုံးတဲ့အချိန်မှာကိုယ့်ကိုယ်အတစ်ပြန်စားတဲ့အနေနဲ့ပေါ့နော်သင်တန်းပြန်တက်ပါဘာလို့လိုအပ်လဲကိုလိုအပ်ချက်တွေကိုရှာဖွေပြီးတော့မှသင်တန်းလေးပြန်တက်ပါအသိပညာကိုယူကိုတွေးတိုးမြင့်စေမဲ့သင်တန်းတွေတက်ချင်းကလည်းအစီမပြေမှုတွေစီအာရုံမြအောင်ကူညီပေးပါတယ်တဲ့အဲ့တော့ကိုကတခုခုကိုအာရုံဆက်လက်တဲ့အချိန်မှာကိုရဲ့စိတ်ကဒီလိုမျိုးအမြဲတမ်းကြီးရှုံးနေတာငါဘာလို့ရှုံးတာလဲအဲ့လိုစိမ့်ဖြစ်နေတဲ့စိတ်ကိုပေါ့နော်အာရုံမြအောင်ကူညီပေးတယ်နောက်တစ်ခုနံပါတ်3ကတော့ကိုစီမင်းနေပြန်တက်မှတ်ပါငါဘယ်နေရာဒီမှာလိုအချက်ရှိနေလဲငါဘယ်လိုလုပ်ရင်အောင်မြင်မလဲဒီရှုံးကနေငါဘယ်လိုသင်ခန်းစာယူမလဲပေါ့နော်အဲ့တော့ငါဘယ်လိုလုပ်ခဲလို့ရှုံးခဲ့တာငါဘယ်လိုလုပ်လိုက်မယ်အဲ့တော့အဲ့ဒီအချက်ကိုပြင်မယ်ကိုပြင်ရမယ့်အချက်တွေကိုပြင်ပြီးတော့ကိုဘယ်လိုစီမင်းစကန်အတိတ်တက်မှတ်မလဲကိုလိုက်နာနိုင်မယ့်စကန်လေးတွေအတိတ်ပြန်တက်မှတ်ပါနောက်တစ်ခုနံပါတ်4ကတော့တာယာတဲ့ပတ်ဝန်းကျင်ကိုဖန်တီးထားပါတဲ့အဲ့တော့တာယာတဲ့ပတ်ဝန်းကျင်ဆိုတာကိုယ့်ရဲ့အိမ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အခန်းမှာပဲဖြစ်ဖြစ်ပေါ့နော်အရန်ရှုပ်ပွားနေလို့ရှိရင်လည်းကိုယ်ကမှကိုယ်စိတ်ကမှရှုံးတဲ့စိတ်ကိုခံစားနေရလို့မကြည်မလင်ဖြစ်နေပါတယ်ဆိုမှဒီအခန်းကိုနေတဲ့အခန်းလေးအိမ်ကြီးကလည်းအရန်ရှုပ်ပွားနေလို့ရှိရင်ကိုယ်စိတ်ကိုပို့ပြီးတော့မှခံစားရစေရတယ်ပေါ့နော်အဲဒီတော့ကိုယ်စိတ်ကိုကြည်လင်အောင်ရင်ဆိုကိုနေတဲ့ပတ်ဝန်းကျင်ကိုနေတဲ့အခန်းလေးကိုတက်ရှင်းထားဖို့လိုအပ်ပါတယ်ပြီးရင်နံပါတ်5ကတော့ online သုံးချင်ကိုရှော့ချပါဘာလို့လဲဆိုတော့အခုကonline kid international ပေါ့နော် international အတိုင်းကို online ကတော်တော်လေးကိုကျေပြန့်နေတာဆိုတော့လေအဲ့တော့ဒီအားသလိုဖုန်းကိုကြည့်မိလိုက်တယ် TikTok ကြည့်မိလိုက်တယ်အလုံး Facebook ကြည့်မိတယ်ပြင်မထွက်လာနိုင်တော့ဘူးအဲ့လိုဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ online သုံးချိန်ကိုရှော့ပါကိုကဟိုမှာတရက်ကို3နာရီပဲကြည့်မယ်ဆိုရင်အချိန်လေးတွေခွဲပြီးတော့ကြည့်ဖုန်းထဲမှာ note လေးတွေထည့်ပြီးတော့မှကိုကဒါမှဒီ TikTok ကနိုင်ဝက်ပဲကြည့်မယ်ကွာဆိုရင်နိုင်ဝက်အချိန်ကိုက်လောက်ထားပြီးတော့အလံပေးထားတယ်ပေါ့နော်နောက်တစ်ခုကနံပါတ်6သပင်ပုံစံအသစ်ပြောင်းပါတဲ့အဲ့တော့သပင်ပုံစံအသစ်ပြောင်းတာကသပင်ညှက်လိုက်တာပဲဖြစ်ဖြစ်အယောင်ဆိုးလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပုံစံအသစ်ပြောင်းလိုက်တာကကိုယ့်ရဲ့စိတ်ကိုအပြောင်းလဲဖြစ်စေပါတယ်ပြီးနံပါတ်9လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းလုပ်ပါနေ့တိုင်းလူကတော့တကယ်အရှုံးနဲ့ရင်ဆိုင်မဆိုင်ရင်ဆိုင်ရတဲ့အချိန်ဖြစ်ရင်မဆိုင်ရတဲ့အချိန်ဖြစ်ဒီလေ့ကျင့်ခန်းတော့ဒီခြားတော့လုပ်တင်နေလို့ထင်တယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလုပ်တာကတဲ့စိတ်ပူပန်မှုနဲ့စိတ်တကြမှုတွေကိုဖယ်ရှားပေးနိုင်ပြီးတော့စိတ်ဖိစီးမှုကိုလည်းပျော့ကျစေတယ်ပြီးတော့နည်းနည်းချိုက်လည်းအိပ်ပျော်စေတယ်တဲ့အခုနံပါတ်8ခရီးထွက်ပါခရီးထွက်ခြင်းကမြင်ကွင်းအသစ်တွေခံစားချက်တွေကိုပြောင်းလဲစေပါတယ်မြင်ကွင်းအသစ်တွေကကိုလိုပြီးမှစိတ်ကို fresh ဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုနံပါတ်9အကျင့်ဆိုးတွေကိုစွန့်လွတ်ပါတဲ့အကျင့်ဆိုးတွေကိုစွန့်လွတ်နိုင်ခြင်းကကိုလေးစားရကြပြီးတော့ယုံကြည်မှုပို့ပြီးမှတိုးတက်စေတယ်ပေါ့နော်အဲ့တော့ကိုစီမှာမကောင်းတဲ့အကျင့်တွေပါလို့ရှိလဲပြန်သုံးသက်ပြီးရင်အဲ့ဒီအကျင့်ဆိုးတွေကိုဖယ်ရှားလိုက်ပါစွန့်လွတ်လိုက်ပါပြီးရင်နံပါတ်10မိတ်ဆွေကောင်းတွေနဲ့တွေ့ဆုံပါပေါ့ကိုနဲ့ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းတွေကိုဗီဒီယိုကောနဲ့ပဲဖြစ်တာမှဆိုင်မှာချင်းပြီးမှပဲဖြစ်အဲ့လိုတွေ့ဆုံပြီးသူတို့နဲ့ကိုယ့်ရဲ့အခက်အခဲအကြောင်းကိုမျှဝေပြီးတော့သူတို့စီကနေအကျဉ်းဉာဏ်ကောင်းလေးတွေတောင်းပါလို့ပြောတာတောင်းပါလို့နော်အဲ့တော့ဒီ10ချက်ကအရှုံးနေနေရင်ဆိုင်ရတဲ့အချိန်မှာကိုပြန်ပြီးတော့မှနလန်ထူစေမဲ့ပြန်ထူထောင်စေမဲ့ဒီလလေး10ချက်ဖြစ်ပါတယ်တကယ်လို့ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့နေရတဲ့လူဆိုရင်ဒီ10ချက်အတိုင်းနေထိုင်ကြည့်ပါအဲ့တော့ကောင်းမွန်တဲ့ရလက်တွေရလာမယ်ဆိုတာကိုသိချပေါက်ယုံကြည်ပါတယ်အခုလိုဗီဒီယိုလေးတွေကို
အချိန်ပေးပြီးတော့မှနားကြည့်ပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်စိတ်ထားကောင်းမွန်မြတ်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဘိုင်ဘိုင်